ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကုမှုဒရာ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကနေပြီးတော့အချက်ဇာတ်လမ်းကောင်းလေးများစွာကိုအမြင့်ပြတ်တင်ဆက်ပေးနေပါ။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်စာရေးသူမဟေတီရေးသားထားတဲ့ဦးရဲ့ဘေဘီစွာတေးဆိုတဲ့ဇာတ်လမ်းလေးရဲ့စသိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာပါ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးနေဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။မနက်စောစောနှွေအဝေးအိတ်ကိုကင်ကားနဲ့တက်စီနဲ့အဝေးပြေးကားဂိတ်ကိုထွက်လာခဲ့တယ်။ကားဂိတ်ကိုရောက်တော့မမရှိတဲ့မြို့ကိုလည်းသွားဖို့ရန်အတွက်လက်မှတ်ဖြတ်ပြီးတော့ထိုင်နေမိတယ်။ကားမကြမီမှာပဲထွက်တော့မယ်ဆိုတဲ့အကြောင်းပြောလာခဲ့တော့မှနှွေကားထဲကိုဝင်ထိုင်လိုက်တော့ပါးပြင်ပေါ်သို့မျက်ရည်တွေကနှုတ်ဆက်ခဲ့ပါတယ်။ဦးရဲ့မင်းရဲ့တယောက်မနက်မိုးလင်းတာနဲ့မနက်စာတော့မှမစားနိုင်ပဲကားကိုယူကာနှွေးရှိတဲ့အစာကိုလာခဲ့လိုက်တော့ကြားလိုက်ရတဲ့တတိယရင်ဝါကိုစောင့်ခံလိုက်သလိုပါပဲအဆောင်ပိုင်းရှင်ကိုမေးတဲ့အခါမှာလဲမတိချာမေးရနဲ့ကြားရတာအဝေးအိတ်ကိုဆွဲပြီးတော့ထွက်သွားတာတဲ့မင်းရဲ့နှွေးเจ้าမှရှိမလားလို့လဲလိုက်သွားခဲ့တော့လီလီတို့ကလည်းနှွေးတီကိုမလာဘူးဆိုတော့မင်းရဲ့တယောက်မျက်ဖြူဆိုင်နေပြီမင်းရဲ့ကားတစ်စီးနဲ့တမျိုးလုံးလိုက်ရှာတော့လဲမတွေ့ပဲနှွေးရဲ့ဘယ်စီကိုမြဲထွက်သွားလဲကွမင်းရဲ့အိမ်ရောက်တော့မကျူကိုနှွေးတီပါမရှိတဲ့အကြောင်းပြောတော့မကျူတယောက်နှွေးစီကိုလည်းဖုန်းဆက်တော့လည်းမရပေနှွေးရဲ့မိဘတွေစီကိုဆက်တော့လည်းမလာဘူးဆိုတော့မကျူကလည်းတူမလေးအတွက်မျက်ရည်တက်လေလေမင်းရဲ့မှလည်းရင်ထဲကိုမီးစားနဲ့ထိုးလိုက်တဲ့လိုမျိုးရင်တွင်းအပူမီးရလဲဘလို့မှမငြိမ်သက်နိုင်ပေနှွေးရဲ့ကို့မင်းဒီလောက်တောင်မှမုန်းနေပြီလားကွာကိုမင်းကိုမတွေ့အောင်လို့ရှာမယ်နှွေးမင်းရဲ့တယောက်နှွေးအကြောင်းစဉ်းစားရင်းနဲ့အိမ်မပြောဖြစ်နေတော့မှပဲမကျူတယောက်ငိုကြီးချက်မနဲ့မင်းရဲ့စီကိုလှပြီးတော့ဆရာလှုပ်ပါဦးဆရာရဲ့ဘာဖြစ်လို့လဲမကျူရေးကြီးတုတ်ပြနဲ့နှွေးနေဆရာနှွေးပါဖြစ်လဲမကျူပြောလေနှွေးစီးသွားတဲ့ကအက်ဆီဒန့်ဖြစ်ပြီးတော့နှွေးခုဆေးရုံမားတဲ့ဆရာမကျူဘလို့သိရလဲနှွေးဖုန်းထဲကမှတ်ထားတွေ့လို့ခေါ်လိုက်တာပြီးတော့သူသွားတဲ့နေရာလဲသူ့အမရှိတဲ့နေကိုသွားတာတဲ့အခုသူ့အမနဲ့မက်ကျူကဖုန်းဆက်ပြီးပြီ။နှွေရတော့အခုထိသတိမရသေးဘူးဆရာ။ဟာဒါဆိုကျွန်တော်လိုက်သွားမယ်။နေရာကိုသာပြောမက်ကျူရောလိုက်ပါလား။လိုက်မယ်ဆရာ။မင်းရဲ့လေမက်ကျူကိုခေါ်ပြီးတော့ကားရှိရသို့လာခဲ့တော့မောင်ပြူကမင်းရဲ့ကိုအာစိကျွန်တော်မောင်းမယ်။ရပါတယ်။ငါမောင်းမယ်။အာစိတက်ပါခီးဝေးကျွန်တော်မောင်းမယ်။ဒါဆိုလေမောင်ပြူမင်းသဘောပဲ။လာမက်ကျူကားပေါ်တက်။မင်းရဲ့တို့ကလည်းမောင်ပြူမောင်းတာကိုစီးပြီးတော့နှွေးရှိရတော့လဲသွားကြလေမင်းရဲ့စိတ်ထဲမှာလဲဘေဘီမင်းဘာမှဖြစ်ပါနဲ့ကွာကို့မထားခဲ့ပါနဲ့ဘေဘီရဲ့မင်းရဲ့တို့စိတ်ယုံရောက်တော့နှွေးရဲ့မိဘတွေကလည်းရောက်နေကြတယ်နှွေးရဲ့မမတော့နှွေးရဲ့ဘေးနာမှာနှွေးကိုလူနာဆောက်ပေးနေနှွေးရအခုထီကိုမှတတိမရသေးပေမင်းရဲ့နှွေးရဲ့မိဘတွေမက်ကျူရောနှွေးရဲ့မမတို့ပါခေါ်ပြီးတော့အားလုံးရှိမှပဲတူးထောက်ပြီးကျွန်တော်ခွင့်လို့ပါလို့မတောင်းဆိုချင်ပါဘူး။နှွေးခုလိုဖြစ်တာကျွန်တော်ကြောင့်ပါ။နှွေးမှာကျွန်တော်ရဲ့ရင်သွေးတွေရှိနေပါတယ်။အန်တီနှွေးတတိယလာရင်ကျွန်တော်နဲ့နှွေးကိုလက်ထပ်ခွင့်ပေးပါ။ဟင်အတန်မျိုးစုံထွက်လာခဲ့ပြီးတော့မက်ကျူကမင်းရဲ့ကိုဆရာထားပါဆရာရဲ့ကျွန်တော်ကိုနှွေးနဲ့လက်ထပ်ခွင့်သဘောတူမှာပဲထားမယ်မက်ကျူရောကျွန်တော်ကိုခွင့်လွတ်ပါမလားပြောပါအောင်နှွေးနဲ့ရောသဘောတူလာရင်မကျူကနှွေးကိုဆရာနဲ့သဘောတူပါတယ်မတက်ရပါဆရာအန်ကယ်နဲ့အန်တီရဲ့သဘောထားရောရင်သဘောတူပါတယ်ဗျာဒါပေမဲ့သမီးလေးတတိယပါစေအောင်ဗျာဟုတ်ကဲ့ပါအန်ကယ်မင်းရဲ့တို့စကားပြောနေတော့မှပဲ next တယောက်ကနှွေးတတိယပြီဆိုတဲ့အကြောင်းကိုလာပြောတော့မင်းရဲ့တို့တအုပ်လုံးနှွေးစီကိုထွက်သွားခဲ့ကြတယ်နှွေးအခန်းထဲကိုရောက်တော့ဆရာဝန်ကြီးကိုနှွေးရလေဒေါက်တာနှွေးမျက်လုံးတွေကိုဘာဖြစ်လို့ပတိစီးထားလဲသမီးအက်ဆီဒန့်ဖြစ်တော့မျက်စိကိုမှန်စပြီးထိခိုက်သွားတာဆရာနှွေးရဲ့မျက်စိတွေကပြန်မြင်အောင်မလားယင်မျက်လုံးကိုပြန်ပြီးတော့ခွဲစိတ်မယ်ဆိုရင်ပြန်မြင်မှာပါသမီးဟုတ်ဆရာနှွေးရဲ့ရင်သွေးလေးရောဆရာရင်သွေးလေးကကောင်းပါတယ်သမီးရဲ့ဘာမှဖြစ်ဘူးကြားလားဟုတ်ကဲ့ကျေးဇူးပါဆရာရဲ့နှွေးဘိုက်ကလေးကိုကင်ပြီးတော့ကလေးရဲ့မမေ့ဆရာလေးမထွက်သွားလို့ကျေးဇူးထူးပါပဲကွယ်နှွေးသမီးဖေသမီးစီကိုလာတယ်ဟုတ်လားမေမေလဲပါတယ်သမီးရဲ့မမလည်းဘေးနားမှာရှိတယ်သမီးရဲ့ဒေါ်လေးလည်းရှိတယ်
မက်ချူကနှွေးကိုသမီးဘာမှစိတ်မပူနဲ့သမီးစိန်ဝါစိန်အိမ်ပြန်ပြီးတော့မျက်လုံးကိုလည်းပြန်ကုမယ်သိတာသမီးမျက်လုံးပြန်မမြင်ချင်တော့တော့လေဟိုလည်းမပြန်တော့ဒီမှာမမနဲ့ပဲနေမယ်ဒေါ်လေးလာတာဥရဲသိလားသူ့ကိုမပြောနဲ့သမီးတို့မမြင်ချင်ဘူးမကြားချင်ဘူးသူ့ကိုသမီးမုန်းနေဆရာမသိပါဘူးသမီးရဲ့ဒေါ်လေးလာတာမကျူတယောက်ဆရာမျက်နှာကိုကြည့်ပြီးတူမလေးကိုလိမ့်လိုက်မိတယ်မင်းရဲမှလည်းနှွေးစီကဒီလိုကြားရတော့လူတော်မှပြစ်လဲကျသွားတော့မလို့ဖြစ်သွားတယ်ဒါကိုကြည့်ပြီးတော့နှွေးရဲ့အမမက်ဝေရမင်းရဲကိုကြည့်ပြီးတော့မျက်စာနဲ့အော်ကိုတက်နိုင်ပစ္စည်းလာပို့တာလာပြီလားအခန်းထဲမှာရှိတဲ့လူတွေကလည်းဝဝေးရဲ့စကားကိုကြားပြီးတော့အန်အော်လို့မင်းရဲကသူ့ကိုကြည့်ပြီးပြောလာခဲ့တော့အော်ဟုတ်ကဲ့မဝဝေးအမပြောရရင်လာပို့တာပါဟုတ်ကဲ့ကျေးဇူးပါကိုတက်နိုင်ရပါတယ်ဗျနှစ်ယောက်သားဇက်တိုက်တယ်လို့ပြောနေကြတယ်နွေးရအတန်ကိုတေချာလိုက်ဖမ်းနေရကြောင်းဒါကိုသိတဲ့ဝဝေးရနွေးကိုညီမလေးဒါညီမလေးစေးုံတက်တော့အဆက်ဆက်ရလိုက်ပြီးတော့ကူညီပေးတဲ့မမတို့အလုပ်တရားကိုတက်နိုင်နဲ့ဟုတ်ကဲ့ကိုတက်နိုင်နွေးကိုအခုလိုမျိုးကူညီရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ဗျာကဲကိုတက်နိုင်နဲ့ပြန်တော့မလားမဝေလိုက်ဖို့ပေးမယ်ဟုတ်ကဲ့မဝေမင်းရဲ့နွေးကိုနှုတ်ဆက်ပြီးတော့အပြင်ကိုရောက်လာခဲ့တော့မဝေရမင်းရဲ့ကိုအခုလိုလှုပ်လိုက်ရတာမဝေကိုစိတ်မဆိုးပါနဲ့ကိုမင်းရဲ့ရပါတယ်ကျွန်တော်ကတော့မဝေကိုကျေးဇူးတင်ရအောင်ပါအခုလိုနွေးရဲ့ပေးနာမှာကျွန်တော်ကိုနေခွင့်ပေးတဲ့အတွက်မဝေရလည်းမင်းရဲ့အဖြစ်ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မိရဲ့ကိုရဲ့ညီမဖြစ်တဲ့သူကအခုချိန်မှာသူ့ကိုအယံမုန်းနေတဲ့အတွက်ကြောင့်မဝေလည်းကြံမိကြံရကြံလိုက်ကြမှာနောက်တော့69နိုင်အောင်လို့ကပေါ့ကိုမင်းရဲ့အော်ဒီနေ့ဆိုရင်ဘာလို့နဲ့ຫນွေစင်းဝါနေစင်းပေါ့ຫນွေစင်းတာနဲ့မဝေအိမ်ကိုသာလိုက်လာခဲ့ပြီးတော့မိဘတွေကလည်းအိမ်တို့ခေါ်လဲမလိုက်မကျူခေါ်လဲမလိုက်နောက်ဆုံးတော့မင်းရဲကလည်းပြန်မလိုက်ပဲနဲ့ຫນွေနဲ့ဒီမှာနေဖို့ရန်အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်မကျူကမင်းရဲကိုဆရာပြန်လိုက်ခဲ့လေဒီမှာနေလို့ရပါမလားဆရာလောက်ကရောဘယ်လိုလုပ်မလဲရပါတယ်မကျူຫນွေဒီမှာနေကျွန်တော်လည်းဒီမှာပဲຫນွေရှိရနေရမှာပဲကျွန်တော်ရှိနေမှာပါအခုလိုဖြစ်နေတဲ့အချိန်မှာຫນွေနဲ့ကျွန်တော်ရဲ့ရင်သွေးလေးကိုကျွန်တော်မထားခဲ့နိုင်ဘူးအလုတ်ကနောက်ဆက်လုပ်လို့ရမယ်။အော်အလုတ်ကနောက်ဆက်လုပ်လိမ့်မယ်။အလုတ်အတွက်နဲ့ကျွန်တော်ရဲ့အသုံးဆောင်လေးမက်ကျူတေချာလှုပ်ပြီးတော့မောင်ပြူကိုလာပေးခိုင်းလိုက်ပါ။ဆန်ယိုလည်းမက်ကျူကိုအပ်ပါတယ်။အန်ကယ်နဲ့အန်တီကိုလည်းတခါတည်းလိုက်ပို့ပေးလိုက်ပါမက်ကျူ။အရာရာအားလုံးအတွက်ကျွန်တော်စိတ်ချပါရစေမက်ကျူ။မင်းရဲ့မက်ကျူကိုမှားဆရာရှိရတယ်မှားပြီးတော့မက်ဝေကိုခေါ်ကຫນွေနေဖို့ရန်အတွက်မင်းရဲ့ຫນွေစေးုံတက်နေတုန်းကပင်တထက်တိုက်ပူလေးတစ်လုံးလေးຫນွေနေရအောင်လို့ဝယ်ထားခြင်းဖြစ်တယ်။မဝေနေတဲ့တိုက်ခန်းတန်လျာလျာຫນွေအနေချင်းချက်မောင်ဆိုးတာကြောင့်လေမင်းရဲ့အားချင်းစီစဉ်လိုက်တယ်။ဒီမှာစီးဖို့ရန်အတွက်ကောက်လေအရန်သိຫນွေစည်းုံတက်နေတဲ့တခြားလုံးမှာမင်းရဲ့ကိုသက်နိုင်အဖြစ်နဲ့ဟန်ဆောင်ကားနဲ့ຫນွေနဲ့ရင်းနှီးခဲ့တယ်။အခုလေຫນွေကိုမဝေအိမ်မှာလိုက်ပို့တယ်လို့ဆိုကမင်းရဲ့ဝယ်ထားတဲ့တိုက်ကိုခေါ်လာခဲ့ခြင်းပင်ရောက်တော့ຫນွေရမဝေကိုနေရာပြောင်းလိုက်တာလားမဝေအရင်နေရာမဟုတ်တော့ဘူးလားဟုတ်တယ်ຫນွေရဲ့အခုနေရာအရင်ကတငယ်ချင်းတွေနဲ့နေရလေအခုသူအိမ်အောင်ကျသွားတော့မဝေတယောက်တည်းပဲရှိတာဒီမှာဆိုတော့ຫນွေလေလွတ်လပ်တာပေါ့မဟုတ်ဘူးလားဟုတ်ပါပြီမဝေရဲ့ຫນွေရမဝေစီမှာဘယ်နေရာမှာပဲနေရအဆင်ပြေပါတယ်ကဲလာຫນွေအထဲဝင်ကိုသက်နိုင်ရောလာလေအေးတောက်ပြီးမှပြန်မဝေမင်းရဲ့ကိုကြည့်လိုက်တယ်မင်းရဲ့လည်းဒီမှာနေတာကိုຫນွေမသိပါအခုလေຫນွေစင်းဝါနေစင်းတော့ပြန်လိုက်ဖို့တလိုမျိုးလုပ်နေကြတယ်ဟုတ်ကဲ့မဝေကိုသက်နိုင်ကိုလည်းຫນွေအားနာနေပြီအခုလိုຫນွေကိုအစားစားရာကူညီပေးတဲ့အတွက်ကျေးဇူးပါနော်ရပါတယ်ဗျာလူချင်းပဲမဝေရဲ့မဝေနဲ့ကျွန်တော်ကမောင်နှမတွေလိုမျိုးဖြစ်နေတာຫນွေဓာတွေကိုမပြောမိဘူးຫນွေဒီမှာနေလေလူရဲ့အခက်ခဲတွေရှိလေပြောပါအချိန်မရွေးကြလားအားမနာနဲ့နော်ကျွန်တော်ဟုတ်ကဲ့ကျေးဇူးပါကိုသက်နိုင်ကဲနှစ်ယောက်သားအေးလေးသုံးဆောင်လိုက်ပါဦးဟုတ်ကဲ့မဝေရလည်းမင်းရဲ့ကိုကြည့်ပြီးတော့ကိုသက်နိုင်ဒီမှာထမင်းစားပြီးမှတခါတည်းပြန်လိုက်နော်မဝေရှိတာလေးချက်လိုက်အောင်မေခဏဆောင်အဲ့ဒါဆိုရင်ပိုကောင်းတာပေါ့ဗျာမဝေလှုပ်ရှားရှာလှုပ်လေကျွန်တော်နှွေးနဲ့အဖော်လှုပ်ပေးမယ်ဒါဆိုမဝေအမြန်ချက်လိုက်အောင်မေနော်နှွေးကိုသက်နိုင်နဲ့စကားပြောကြံခဲ့အောင်နှွေးလဲဝိုင်းလုပ်မယ်လေဒီတိုင်းမထိုင်ချင်မအောင်မဝေရပါတယ်နှွေးရဲ့ဝိုင်းလုပ်ခြင်းနဲ့နောက်နေ့မှာပဲဝိုင်းလုပ်နှစ်ယောက်သားချက်ပြုတ်နေဟိုမှာကိုသက်နိုင်တယောက်တည်းပြင်းနေမှာကြောက်လို့အဲ့ဒါဆိုလဲနှွေးနေခဲ့တော့မယ်နော်နှွေး
ထိုင်နေရတာပြင်အပြင်မှာလမ်းလျှောက်မလားရှောက်တော့ရှောက်ချင်သားတယောက်တည်းမမြင်မဆန်းနဲ့ကိုတက်နိုင်ရဲ့ရှောက်ချင်နေဆိုရင်လည်းလှလေကျွန်တော်တွဲပေးပါမယ်နှွေးလက်ပေးကျွန်တော်နှွေးရဲ့လက်ကလေးကိုမင်းရဲ့ကင်တော့နှွေးရင်ထဲမှာနှွေးကနေဖြစ်သွားတယ်မင်းရဲ့နှွေးရဲ့လက်ကလေးကိုကင်ပြီးတော့အိမ်ရှိမှာလမ်းလျှောက်ရင်ကိုဝင်သိလမ်းမြမြလျှောက်ပေးရတယ်အညောင်းညာပြေးအောင်လို့နှွေးဟုတ်ကဲ့ပါကိုတက်နိုင်ကဗမာနေရလဲကျွန်တော်လားဟိုဘက်နာမှာနင်းနီးလေးပဲနှွေးရဲ့ကိုတက်နိုင်ကအိမ်တော်မရှိဘူးလားမရှိပါဘူးဗျာမင်းရဲ့ပြောတော့နှွေးရအော်ဆိုတာနဲ့နှစ်ယောက်သားစကားစားပြတ်သွားပြီးမဝေရောက်လာခဲ့ကထမင်းစားဖို့ရန်အတွက်လာခေါ်တော့မှပဲအိမ်နဲ့ဝင်ကနဲ့ထမင်းစားကြတယ်ထမင်းစားရင်စကားပြောကြရင်နဲ့ခင်မင်မှုကလည်းပို့လာတယ်စားတော့ပြီးတော့အိမ်ပြန်မယ်လို့လဲနှုတ်ဆက်ကနဲ့မင်းရဲ့ထွက်သွားခဲ့တော့မဝေရနှွေးကိုတက်နိုင်ကစိတ်အရန်ကောင်းတာနှွေးရဲ့သူကအဲ့လိုပဲလူတောင်အရန်ကူညီပေးတာဟုတ်ကဲ့ပါမဝေကဲနှွေးနာနေနေရုံတော့မဝေသိမ်းအောင်ပဲဟုတ်ကဲ့မဝေမင်းရဲ့တယောက်အိမ်ထဲကိုပြန်ဝင်လာကနှွေးလှူရှားမှုကိုလည်းတနေရာကနေထိုင်ကြည့်နေတယ်နှွေးရဘိုက်ကလေးကိုကင်ပြီးတော့စကားတပြောနဲ့ဒါကိုကြည့်ပြီးမင်းရဲ့စိတ်မကောင်းပြီးနှွေးအိတ်တော်မှမင်းရဲ့ကလည်းနှွေးရဲ့နဖူးလေးကိုအနံပေးကနဲ့နှွေးအခန်းထဲကနေထွက်သွားတယ်မင်းရဲ့လည်းနှွေးအနားမှာနှွေးမသိအောင်လို့ခိုးနေကအလုတ်တွေကိုလည်းတရားနေပဲစီမန်းနေတယ်မဝေအလုတ်သွားတဲ့အချိန်တွေဆိုရင်မင်းရဲ့အတန်မထွက်ပဲနဲ့ခိုးနေရတယ်ညနေမဝေပြန်လာတဲ့အချိန်မှာပဲအထုပ်ဆွဲကနဲ့နှွေးအတွက်ဆိုပြီးတော့လာပေးတယ်လို့နဲ့အိမ်ထဲလာတဲ့ပုံစံဖမ်းရတယ်နှွေးရဲ့ဘိုက်ကလေးကလည်းအကိုးဆိုရင်တဖြည်းဖြည်းနဲ့စူဘူးလေးဖြစ်လာပြီးမင်းရဲ့နှွေးတယောက်ပြေးနေမှကြောက်လို့လေကျောင်းပိတ်ချိန်ရောက်တော့နှွေးတငယ်ချင်းတွေကိုနှွေးစီကိုအလဲလာခိုင်းခဲ့တယ်နှွေးတငယ်ချင်းတွေကိုသူဒီမှာနေတာကိုမပြောဖို့ရန်အတွက်လဲမှားထားတယ်နှွေးတငယ်ချင်းတွေရောက်တော့အပျော်လွန်ပြီးမျက်ရည်ပါဝဲတယ်နင်တို့နှွေးစီကိုလာတော့ပျော်တာအယံပဲဟဲ့တို့ကလည်းနှွေးကိုတတိယနေတာနှွေးဒီမှာရှိနေတာဘလို့သိရလဲလီငါတို့နှွေးတော်လေးစီကိုရောက်တယ်လေအဲ့တော့မှအကြောင်းဆုံးသိတာဟုတ်တယ်နှွေးရဲ့နင်တို့ဦးရဲ့အိမ်ကိုရောက်သေးတယ်ပေါ့လေရောက်တယ်လေနင်ဦးကိုတော့မတွေ့ဘူးတွေ့မှမရှိဘူးလန်ဒန်ကိုထွက်သွားတယ်တဲ့ဒေါ်လေးပြောတာဘာငါဦးလဲငါနဲ့ဘာမှမဆိုင်ဘူးသူ့ကြောင့်ငါ့ကိုမပြောနဲ့နင်တို့ဟုတ်ပါပြီမပြောတော့ပါဘူးဒါနဲ့ပြောအောင်မေနှွေးနင်မှာသူ့ရဲ့ရင်သွေးလေးရှိနေတာနင်ကသူ့နဲ့မပတ်သက်တော့ဘူးလားကလေးကအဖေရှိရတဲ့နဲ့ငါကလေးမအဖေမလုံးနှွေးဆိုတဲ့အမေတယောက်လုံးရှိရင်ရပြီနှွေးတကယ်တော့ဦးသူစီကိုမလာဘဲနဲ့လန်ဒန်ကိုထွက်သွားပြီဆိုတော့ဦးနှွေးကိုတကယ်မချစ်တာသိကြပါပြီဆိုပြီးအားငယ်စိတ်ဝင်မိတယ်နှွေးလိုချင်တာတကယ်ဆိုရင်ဦးနှွေးရဲ့အနာမှာတစ်ချိန်လုံးရှိနေချင်တာနှွေးပါဇက်ကနေသာမုန်းနေလို့အတန်မကြားချင်ဘူးဆိုပေမဲ့လေနှွေးရဲ့ရင်ထဲမှာတော့ဦးကိုအချိန်တိုင်းမျောလင့်နေတာဦးမသိဘူးဦးတကယ်နှွေးပေါ်မှာရက်ဆက်လွန်းနေဦးရဲ့နှွေးတယောက်တည်းရင်ထဲမှာစစ်ခင်းနေတယ်လီလီတို့ကလည်းနှွေးစီမှာတစ်ပတ်လောက်နေပြီးတော့ပြန်သွားခဲ့တော့နှွေးတို့နေတဲ့အိမ်ကြီးကတိတ်ဆိတ်သွားလေရင်လီလီတို့ကလည်းနှွေးရဲ့အရှိမမင်းရဲ့ကိုတစ်ချက်နမဲမှားခေါ်ခြင်းတလိုမျိုးဖြစ်မိတယ်တငယ်ချင်းတွေနှွေးနဲ့ဦးရဲ့အဖြစ်ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေမိရင်တကယ်ဆိုရင်နှွေးတို့နှစ်ယောက်ကနီးရန်နဲ့ဝေးနေကြတယ်ဒီနေ့နှွေးကိုမင်းရဲ့စိတ်ယုံလိုက်ပြတယ်မင်းရဲ့နှွေးအတွက်နမဲကြီးအိုကြီးဆီယာမကြီးကိုငှားထားလေရင်နှွေးရဲ့ကျမကြီးအတွက်ဆီယာမကြီးကနှွေးကိုသမီးကိုဝင်ရတော့အဆအရအဆင်ပြေပါတယ်သမီးလည်းအကုန်ကောင်းတယ်ကလေးရောပဲဟုတ်ကဲ့ပါဆီယာမကြီးဘိုက်ကတပြေးပြေးနဲ့လိုင်းရင်လာပြီဆိုတော့တေချာကျူးဆိုင်တော့သမီးဟုတ်ကဲ့ဆီယာမသမီးလည်းအထွာဆောင်ရိုက်ကြည့်ချင်တယ်သိချင်တယ်ဘိုက်ထရတသေးလေးကဘာနည်းလဲဆိုတာရတာပေါ့သမီးရဲ့သမီးဘိုက်ကလည်းလိုင်းရင်လာပြီဆိုတော့အခုလိုလှုပ်တာလည်းကောင်းပါတယ်ဘာလို့ဆိုရင်အဲ့လိုလှုပ်တော့ကလေးမွေးလန်းချောင်းတဲ့မတဲ့သိရတာပေါ့ဒီမှာဆီယာမကြီးစာရေးပေးလိုက်မယ်သမီးသွားကြလားဟုတ်ကဲ့ဆီယာမကြီးတွေလေဆီယာမကြီးပေးတာကိုယူပြီးတော့အထွာဆောင်ရိုက်ဖို့ရန်အတွက်လာခဲ့လိုက်တယ်မင်းရဲ့ 3D အထွာဆောင်ရိုက်ခိုင်းတာကြောင့်ကလေးရဲ့နေပုံလေးတွေကိုပါမြင်ရတော့မင်းရဲ့ယောက်ျားတက်မင်းနဲ့မျက်ရည်ကျမိတယ်ဒီမျက်ရည်ကပျော်လွန်းလို့ကြားတဲ့မျက်ရည်အထွာဆောင်အဖြေကတော့အမွာဘူးတဲ့သားတယောက်သမီးတယောက်နှွေးဖြေကိုသိတော့ငိုပါလေရောမင်းရဲ့ပြပြတလဲဖြစ်ပြီးတော့နှွေးဘာဖြစ်တာလဲဘာလို့ငိုတာလဲနှွေးပျော်လွန်းလို့ကြားတဲ့မျက်ရည်ပါနှွေးပိုက်သေးသေးလေးထဲမှာသူတို့လေးတွေတော်မှအနေကျက်မှာပဲနော်မင်းရဲ့နှွေးရဲ့အပြောကြောင့်ပြုံးမိတယ်နှွေးကိုဝင်စဆောင်ကြတဲ့အကိုဆိုရင်ပ
ပူလုံလုံဘဲဥပုံစံလေးဖြစ်နေပြီအစာလည်းလက်နဲ့မပြတ်သူ့ပုံစံကိုသူမမြင်ရဘဲနဲ့ပြောနေခြင်းဖြစ်တယ်စေယုံဝါပြန်တော့မင်းရဲ့နှွေးမျက်စိကိုပြန်ခွဲစိတ်ပါလားကျွန်တော်ကူညီပေးမယ်လေကိုသက်နိုင်နှွေးမခွဲခြင်းဘူးအခုလိုဖြစ်နေရပဲကောင်းတယ်မမြင်ရလို့နှွေးရဲ့သားသမီးအတွက်ကျွန်တော်ပြောတာပါဟုတ်ကဲ့ပါကလေးတွေအတွက်နှွေးမမြင်ရလဲပြုစုနိုင်ပါတယ်ကိုသက်နိုင်ဟုတ်ပါပြီဗျာဘာဖြစ်ဖြစ်ကျွန်တော်လဲနှွေးနဲ့ထပ်တူပြော့တယ်ဗျဘာဖြစ်လို့လဲကိုသက်နိုင်နှွေးရအမှားဘူးဆိုတော့ကျွန်တော်ကတူမလေးရလို့ပြောတာပေါ့ဟုတ်ကဲ့ပါရှင်မင်းရဲ့နှွေးကိုပြန်ပို့ပေးပြီးတော့မက်ကျူရိုစီကိုလည်းဖုန်းဆက်ကနေနှွေးရဲ့ကိုဝင်အကြောင်းကြွားရတယ်မက်ကျူကလည်းအပျော်ရီလွန်လို့မိဆန်ကလည်းမင်းရဲ့ကိုကလေးတွေမွေးလာခဲ့မယ်ဆိုရင်အမေရောကလေးတွေပါတဘာရဲခေါ်လာဖို့ရန်အတွက်မှားနေတယ်မက်ကျူကမင်းရဲ့ကိုအဆအရာအဆင်ပြေလားဆိုတော့အကုန်လုံးအဆင်ပြေတယ်မက်ကျူမပူနေဆိုတော့မက်ကျူကအော်ဆရာအရင်ကအရန်ဟိုမှာကြီးကြောက်များကြီးသူကပြောတော့မင်းရလေအချစ်ကအရာအလုံးပြောင်းလဲပေးနိုင်နေဆိုတော့မက်ကျူပြုံးမိပါတယ်ဘာလို့နဲ့ဒီနေ့ဆိုရင်နှွေးပိုင်းနာနေတာ2ရက်တောင်မှရှိပါပြီနှွေးခုလိုမျိုးဖြစ်တာမြင်တော့မင်းရဲ့နှွေးကိုမကြည့်ရက်ဆရာမကြီးကမင်းရဲ့ကိုခေါ်တော့လူနာကမွေးရခတ်နေတယ်ကျမတို့အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရမယ်လူနာရှစ်ဘက်ကဆရာမကြီးအဆင်ပြေတော့တာလုပ်ပါအဓိကကျွန်တော်အမျိုးသမီးအဆင်ပြေဖို့ပါပဲဒါဆိုဒီမှာလက်မှတ်ထိုးပါလူနာရှင်ကျမတို့အရေးပေါ် operation လုပ်မယ်ဟုတ်ကဲ့မင်းရလည်းဆရာမကြီးပြတဲ့နေရာမှာလက်မှတ်ထိုးပြီးတော့ထွက်လာခဲ့တယ်ဆရာမကြီးကိုလည်းမင်းရဲ့ခွင့်တောင်းတာနှွေးခွဲစိတ်နေတဲ့အချိန်မှာနှွေးနာမှာသူရှိနေပြရစေခွင့်တောင်းတော့ဆရာမကြီးကခွင့်ပြုတော့မင်းရဲ့ကလည်းအဝတ်အစားတွေလဲကနဲ့အရင်သိစောင့်နေတယ်မဝေကနှွေးကိုအားမငယ်နဲ့နှွေးမဝေတို့ရှိတယ်ဒီမှာကိုသက်နောင်လည်းရှိတယ်ကြလားအာတစ်ထားနှွေးဖေဖေနဲ့မေမေလည်းလားနေပြီဟုတ်ကဲ့ပါမဝေနှွေးအားတင်းထားပါတယ်တကယ်ဆိုရင်နှွေးအခုလိုအချိန်မျိုးမှာဥကိုနှွေးရဲ့အနာမှာရှိချင်လိုက်တာနှွေးရဲ့လက်ကလေးကိုကင်ပြီးတော့အာဘိစကားပြောလာခဲ့အတန်ကိုအခုတော့မဝေနဲ့ကိုသက်နိုင်ရအာဘိစကားပြောတာပဲနှွေးမှာကြားနေရတယ်နှွေးကိုတင်သွားတဲ့တုံးလေးလေးရဲ့နောက်ကိုလည်းမင်းရဲ့လည်းလိုက်လာခဲ့ရင်ကမင်းရဲ့ next တယောက်ကိုခေါ်ကာနဲ့နှွေးခွဲစိတ်မှုကိုလည်းမှတ်တမ်းတင်ခိုင်းလိမ့်တယ်ကဲကျမကလည်းနှွေးကိုထုံစေးထိုးတော့စေးမကူးတာကြောင့်လေမိစေးထိုးကနဲ့ခွဲစိတ်မှုပြုလုပ်ရတယ်မင်းရဲ့တယောက်နှွေးမင်းရဲ့အချိန်မှာပဲခွဲစိတ်မှုလုပ်တုံးကဆိုရင်နှွေးရဲ့လက်ကလေးကိုမလွတ်တမ်းကင်ထားတယ်ခဏကြာမှတော့ဒါလေးကယောက်ျားလေးပါမင်းရဲ့ကြည့်လိုက်တော့သွေးတန်တရေရဲလေးနဲ့နေတာရဲလေးဖိဖိသားခဏကြာမှတော့ဒါလေးကတော့မင်းကလေးပါဒါလေးကဖိဖိရဲ့သမီးလေးနေတာရဲရဲလေးမင်းရဲ့နှွေးရဲ့နဖူးလေးကိုနမ်းကာနဲ့ကိုယ့်ရဲ့ဘေဘီလေးအတော်ပင်ပန်းသွားပြီသားနဲ့သမီးကိုအခုလိုမျိုးလူလောကကြီးကိုခေါ်လာပေးခဲ့တဲ့အတွက်လေကျေးဇူးကပါဘေဘီအရန်ချစ်တယ်ကိုယ့်ရဲ့ဘေဘီလေးမင်းရဲ့တယောက်နှွေးကိုစကားတွေပြောနေပေမဲ့နှွေးရတော့မေးစေးအရှင်ကြောင့်မလို့ဘာမှမသိပေခဏကြာမှပဲမင်းရဲ့ကိုကလေးတွေလာပြတော့မင်းရဲ့ကလေးတွေကိုမချီတဲ့ချီတန်းနဲ့ချီကပါးပြေပေါ်တော့လေမျက်ရည်ရတသွင်သွင်းနဲ့ကြလို့အခုလိုဖိဖိစီကိုလာခဲ့ပြီးတဲ့အတွက်သားနဲ့သမီးရောကလေးတွေကိုအနေရဲ့ကြားရကနေမွေးပေးတဲ့ကလေးတွေရဲ့အမေကိုရောဖိဖိအသက်ထက်မကကျေးဇူးပါအရန်ချစ်တယ်ဖိဖိအသက်တွေရဲ့နှွေကလေး2ယောက်နဲ့အလှုပ်ရှုပ်နေတယ်နှွေဖိဖိနဲ့မေမေကလည်းရောက်လာကြတယ်ဒေါ်လေးကလည်းကလေးတွေကိုမြင်ချင်တယ်ဆိုပြီးတော့မောင်ပြူကိုခေါ်ကာနဲ့လိုက်လာတယ်ကလေးတွေကဖြူဖြူဖွေးဖွေးချစ်စရာလေးတွေဆိုတော့အဖိုးဘွားလက်ကမချနိုင်ဖြစ်နေမင်းရဲ့မှာလည်းကလေးတွေရဲ့မျက်နှာကိုကြည့်လိုက်နှွေးရဲ့မျက်နှာကိုကြည့်လိုက်နဲ့ကြည်နူးနေတယ်နှွေးမှာကလေးတွေရဲ့အတန်ကိုကြားပြီးတော့လက်ကလေးနဲ့စမ်းတော်ဝါကင်ကားနဲ့ကလေးတွေနှိုးစာလို့ငိုတဲ့အခါကျရင်လေမမြင်မစမ်းတဲ့ကလေးတွေကိုနှိုးတိုက်နေတယ်ဒေါ်လေးကလည်းကလေးတွေကိုကြည့်ပြီးတော့ညီလေးတွေကဆရာနဲ့တပုံစံနဲ့ပါလားသမီးရဲ့ဒေါ်လေးမဝေရပြောတော့ဒေါ်လေးကမဝေကိုလက်ကပြကနဲ့နှွေးကိုသမီးနှွေအခုရင်ထဲမှာဘလို့ခံစားနေရလဲဆိုတာဒေါ်လေးသိပါတယ်သမီးဘာမှမခံစားရပါဘူးဒေါ်လေးသမီးသူများကိုလိန်နာထက်ကိုယ့်ကိုလိန်နာအဆိုးဆုံးပဲအခုကလေးတွေအတွက်သမီးစဉ်းစားရမယ်ကိုအတ္တထက်ကိုကလေးတွေကအရေးကြီးတယ်ဒေါ်လေးရဲ့မြီးလေးတွေကိုမိဆုံဖဆုံရှိရတဲ့နဲ့မိတကွဲဖတကွဲမဖြစ်စေချင်ဘူးသမီးအခုချိန်မှာဒီစကားတွေကိုမပြောချင်ပေမဲ့လေပြောရမယ်သမီးရဲ့ဟုတ်တယ်သမီးမမေတို့လည်းသမီးရဲ့ဒေါ်လေးနဲ့အတူတူပဲမ
မေမီးတွေကိုမျက်နှာမငေးစေချင်ဘူးဖေဖေကတော့သမီးကိုဘာမှမပြောချင်ဘူးသမီးလည်းမိဘဖြစ်လာပြီပဲစဉ်းစားပေါ့နှွေးသိပါတယ်မေတို့ကသာပြောနေတာဦးကနှွေးစီကိုတော့မှမလာခဲ့ပါဘူးအဲ့ဒါကိုနှွေးရဘလို့လော့အောင်မလဲပြောအခုလိုမျိုးမမြင်မဆန်းနဲ့မမလိုက်ပြီးတော့ရှားမှလဲဦးကနှွေးစီမှပြန်မလာခဲ့တာနှွေးကိုပဲအပြစ်ပြောနေကြတယ်တကယ်ပဲနှွေးရဲ့စကားကိုကြားတော့မင်းရဲ့ပြောမလို့လို့တော့မက်ကျူကလက်ကပြတယ်သမီးကမမြင်ရတော့မသိရဘူးလေသမီးကပြက်တယ်လို့ထင်နေတဲ့သူကသမီးစီမှာတစ်ချိန်လုံးရှိနေခဲ့တာသမီးမှမသိတာတားဖြစ်သူကငိုတော့မဝေရလဲကလေးကိုနှိုးတိုက်ဖို့ရန်နှွေးစီကိုလာပြီးတော့နှွေးတစ်ဖက်ကိုလှည့်ကနေကလေးနှိုးတိုက်တယ်ဒါကိုမင်းရဲ့မြင်တော့ပြုံးမိတယ်နှွေးကိုဒေါ်လေးတို့ကနှွေးရဲ့မိဘတွေကိုအပြင်ကိုခေါ်သွားခဲ့တော့မဝေရလဲလိုက်သွားတယ်မင်းရဲ့သာကြံခဲ့တယ်နှွေးသားကိုနှိုးတိုက်ရင်အိပ်ပျော်သွားတော့မဝေတားအိပ်သွားပြီပကတ်ထဲကိုထည့်ပေးပါဦးမဝေမရှိဘူးနှွေးကိုသက်နိုင်လာကိုသိပ်ပင်မေနှွေးလဲအိတ်ချင်အိတ်လေကလေးတွေအိတ်နေတော့ဟုတ်ကဲ့ဒါဆိုနှွေးတရေအိတ်အောင်မေနှွေးစီကနေကလေးကိုမင်းရဲ့လက်ပြောင်းယူပြီးတော့ပကတ်မှာလာသိပ်တယ်မင်းရဲ့ကလေးကိုလွှဲသိပ်ပေးရင်ပြီးတော့နှွေးကိုကြည့်တော့နှွေးအိတ်နေအောင်တွေ့တော့မင်းရဲ့နှွေးစီကိုလာကားနဲ့နှွေးရဲ့နှစ်ဖူးလေးကိုညှင်သာစွာနဲ့နမ်းပြီးကိုဘေဘီလေးလည်းအရင်ပင်ပန်းသွားပြီခုနကဘေဘီပြောတယ်လို့ကိုထားခဲ့တာမဟုတ်ပါဘူးကွာကိုတစ်ချိန်လုံးဘေဘီအနာမှာရှိနေတာပါဘေဘီရဲ့မင်းရဲ့နှွေးရဲ့ကတင်ပေးနာမှာထိုင်ရင်နှွေးလက်ကလေးကိုကင်ကာတယောက်တည်းပြောနေပြီးတော့ထားမလို့လို့တော့မင်းရဲ့လက်ကိုနှွေးရပြန်ဆွဲထားပြီးနှုတ်ကနေဦးမုတ်လာရင်ပြောပါဦးနှွေးကိုဘာလို့လိမ့်နေရလဲပြောကိုပါဘေဘီရဲ့ဘေဘီကကို့ကိုမမြင်ချင်ဘူးမကြားချင်ဘူးဆိုတော့ကိုဘယ်လိုလုပ်ရမလဲဘေဘီအခုတော့မှမဝေကောင်းလို့ဘေဘီရဲ့အနာမှာတစ်ချိန်လုံးရှိနေရတာဦးလူဆိုဦးစိတ်ပုတ်နှွေးစိတ်ဆိုရယ်မုန်းနေရဲဆိုရင်တော့မှဦးကအမျိုးမျိုးလိုက်ချော့ရမှာပေါ့ဒါတော့မှဦးမသိဘူးလားပြောကိုသိပါတယ်ဘေဘီရဲ့ကိုလည်းလိုက်ချော့တာပဲလေဘေဘီမှလက်မခံတာကိုအမုန်းကြီးမုန်းနေရလေဟုတ်တယ်ခမကြီးကိုအယမ်းမုန်းနေသိလားအယမ်းမုန်းတာခမနှွေးပြောမဆုံးခင်မှာပဲမေရဲ့နှွေးရဲ့နှကန်းလေးကိုနမ်းလိုက်တယ်ပြီးတော့နှွေးကိုတောင်းပန်ပါတယ်ဘေဘီရဲ့ကိုခွင့်လွတ်ပါကွနော်နှွေးလေဦးကိုဘလောင်မျောလင်းစောင့်မျောနေလဲဆိုတာဦးမသိပါဘူးနှွေးခွဲခန်းလေးကိုဝင်ရတာနှွေးအတောင်းတဆုံးကဦးပါဒါဦးသိရလားဦးမသိဘူးမဟုတ်လားမင်းရဲ့သိတာပေါ့သူမလေးမေးစေးအရှိန်နဲ့မေ့နေတဲ့အချိန်တုန်းကဆိုရင်သူ့ကိုသာရောင်းနေတယ်ဆိုတာကိုဘေဘီကိုမထားခဲ့ပါဘူးဘေဘီခွဲခန်းကိုဝင်သွားခဲ့လေကိုဘေးနားမှာဘေဘီရဲ့လက်ကလေးကိုတစ်ချိန်လုံးကင်ပြီးတော့အားပေးနေခဲ့တာဒါကိုဘေဘီမှမသိတာကိုခွင့်လွတ်ပေးပါကွာဘေဘီကိုအရင်ချစ်တယ်အခုဆိုရင်ဘေဘီကကိုယ့်ရဲ့ကိုပွားလေးတွေကိုမွေးထားပြီးတော့ကိုကဘေဘီကိုပို့လို့တောင်မှမခွဲနိုင်ဘူးကိုခွင့်လွတ်ပေးမယ်မဟုတ်လားဘေဘီခွင့်မလွတ်ပေးပါဘူးဦးကနှွေးကိုအနိုင်ကျင့်တာနှွေးခွင့်မလွတ်ဘူးနှွေးစီကနေဒီလိုစကားကိုကြားတော့မင်းရဲ့စိတ်တက်အကြာကြီးကြပြီးတော့တကယ်ပဲခွင့်မလွတ်တော့ဘူးလားဘေဘီရဲ့တကယ်ပြောတာနှွေးတကယ်တော့စိတ်ဆိုးပြေချင်ညာကြပေါ့ဦးကိုနှွေးကြကြမမုန်းနိုင်ပါဘူးအခုလိုမျိုးဦးစီကနေတောင်းပန်စကားကြားတော့နှွေးအေးပြောတာပေါ့လို့နှွေးဦးကိုအရန်ချစ်တာလေဒါကိုဦးသိပါမလားခွဲကိုဘလို့ပြောမှဘေဘီကစိတ်ဆိုးပြေမှာလဲကွာဦးနှွေးကိုစိတ်ဆိုးပြေအောင်လို့ချော့ပေါ့မင်းရဲ့အကြံအိုက်နေတယ်နှွေးကိုဘလို့ချော့ရမလဲပေါ့စဉ်းစားရင်နှွေးနာကိုလာကကိုပြောတာကိုသေချာနားထောင်တော့ဘေဘီကိုမင်းကိုအရန်ချစ်တယ်ကိုမှားတာရှင်လေခွင့်လွတ်ပေးပါကွာကိုပြန်ချစ်ပါနော်မချစ်ရင်ဘေဘီတို့သားမျိုးကိုကားတိတ်ပြီးပါနော်ဦးကနှွေးစကားနဲ့နှွေးကိုလာပြောနေရလားကိုကဘေဘီစကားကိုခဏငါတုံတာလေခွင့်လွတ်ပါကွာနော်ဘေဘီခွင့်မလို့ရင်ကိုငိုမနော်ဦးကလေတကယ်ပဲပြောဘလို့လဲကိုခွင့်လွတ်မှလားပြောမင်းရဲ့ပြောရင်းနဲ့နှွေးရဲ့ရှိရနေအုံမိုးလိုက်ပြီးတော့နှွေးရဲ့ပါလေးကိုဟာဦးခွင့်လွတ်မှလားပြောဦးနော်လူကိုမမြင်ရဘူးဆိုတိုင်းအနိုင်ကျင့်နေတာကိုခွင့်လွတ်ပေးပါကွာကိုတောင်းမှန်ပါတယ်တော်ပါတော့ဒီမှာပါးတွေလည်းကျိန်းလာပြီခွင့်လွတ်ပါကွာနော်ဒီလောက်ဖြစ်နေတာအစံတဘောခွင့်လွတ်မယ်တကယ်ခွင့်မလွတ်သေးဘူးသိလားဟုတ်ပါပြီဘလို့ပဲဖြစ်ဖြစ်ခွင့်လွတ်ရင်ရပြီနှွေးရတော့တကယ်ပါ
ခွင့်လွတ်တာတော့မှအစမ်းနဲ့မင်းရဲ့နှွေးစီယာနေခွင့်လွတ်တယ်ဆိုတဲ့စကားကိုကြားတယ်ဆိုရင်ပဲသူ့မှာအတိုင်းမသိပြောနေတယ်လူကြီးတွေကလည်းသူတို့ကြည့်ပြီးတော့ပျော်ရွှင်နေကြတယ်နှွေးစေးုံမှာနေတဲ့တခြားလုံးလဲလူကြီးတွေကတလေစီလာရောက်ကြည့်ရှုကြတယ်အခုဆိုရင်ဘာလို့နဲ့နှွေးတောင်စေးုံကနေဆင်းလာခဲ့ပြီးမက်ကျူကလည်းပြန်တော့နှွေးကိုသမီးဆရာနဲ့ပြန်လိုက်ခင်တော့ဒေါ်လေးစောင့်နေမယ်ကြလားဟုတ်ကဲ့တော်လေးအာစိပြောမောင်ပြူအာစိပြန်လာရင်တယောက်တည်းပြန်မလာခဲ့နဲ့နော်ကလေးတွေကိုပါခေါ်လာခဲ့ပါမိဆန်ကကလေးတွေကိုတွေ့ရင်ထိန်းချင်လို့တဲ့အာစိရဲ့ဟုတ်ပါပြီကောက်တာကောင်းကောင်းမောင်းအန်ဒီအန်ကယ်တို့ကိုလည်းတေချာပို့ပေးလာအောင်ကြလားဟုတ်ကဲ့အာစိမက်ကျူတို့ကလည်းနှွေးတို့နှုတ်ဆက်ကနေပြန်သွားခဲ့ကြတယ်မင်းရနှွေးကိုပြီးပြီးရောကိုရုဆန်အိမ်ကိုဘယ်တော့ပြန်မလဲဥဝရောပြန်ချင်နေပြီလားကို့သဘောထက်ဘေဘီသဘောပါဘေဘီရဲ့ဟုတ်ပါပြီကျွန်တော်တို့ပြန်ရင်တော့မဝေလဲလိုက်ခဲ့ပေါ့ကျွန်တော်ကုမ္ပဏီမှာဝင်လို့လေမဝေရပါတယ်ကိုမင်းရဲ့ကျမဒီမှာပဲလုပ်ပြစေမဟုတ်တာမမောက်ဝေရလေနှွေးတို့နဲ့လိုက်ခဲ့နော်ဟုတ်ပါတယ်မဝေရဲ့လိုက်ခဲ့ပါဟုတ်ပါပြီလိုက်ခဲ့ပါမယ်ရှင်ကျင်းနေပြီလားမဝေပြောပြီးတော့ကလေးတွေကိုကြည့်ဖို့ရန်ထွက်သွားတော့မင်းရဲ့ကနှွေးရဲ့လက်ကလေးကိုကင်ပြီးဘေဘီကိုပြောစရာရှိတယ်ပြောလေဦးဘေဘီမျက်လုံးပြန်ခွဲစိတ်ပါလားယင်မခွဲချင်ဦးဘာဖြစ်လို့လဲဘေဘီကို့ကိုမမြင်ချင်လို့လားမဟုတ်ပါဘူးဦးရဲ့အခုလည်းနှွေးနေလို့ရနေရပဲလေမဟုတ်ဘူးလေဘေဘီရဲ့သားတို့သမီးတို့ဘေဘီမမြင်ချင်တော့ဘူးလားသူတို့အတွက်ဘေဘီခွဲစိတ်ပေးပါနော်ကိုတောင်းဆိုပြစေဘေဘီရဲ့လိုက်ရောပါနော်နှွေးမင်းရဲ့ပြောတာကိုပြန်မပြောအတော်လေးကြာမှဟုတ်ကဲ့ဦးပြောတာနှွေးလက်ခံပါတယ်ကျေးဇူးပါဘေဘီအရင်ချစ်တယ်ကိုရဲ့အသက်ကလေးမင်းရဲ့နှွေးစီရနေပြီးတော့ခွင့်ပြုချက်ရတာနဲ့မဝေတို့စီမှာရက်အတော်ကြာနေပြီးရနဲ့နှွေးနဲ့ကလေးတွေကိုခေါ်ကစံအိမ်ကိုပြန်လာခဲ့တယ်မဝေကိုလည်းတခါတည်းခေါ်လာကမင်းရဲ့ကုမ္ပဏီမှာပဲအလုပ်ပေးခဲ့လိတယ်မင်းရဲ့လည်းမက်ကျူတို့သူ့ရဲ့အခန်းကိုတေချာပြင်ဆင်ထားခိုင်းပြီးတော့ကလေးတွေနေဖို့အတွက်ကိုပါအခန်းမှာတေချာလှုပ်ခိုင်းထားခိုင်းနေနှွေးကမင်းရဲ့အခန်းကိုရောက်တော့ဒါဦးခန်းလားဟုတ်တယ်လေကို့အခန်းလေဘေဘီဘာဖြစ်လို့လဲနှွေဦးနဲ့အတူတူမနေဘူးနော်သားနဲ့သမီးနဲ့ပဲအတူတူနေမှာကိုကလည်းဘေဘီကိုသားနဲ့သမီးနဲ့ကိုအတူတူထားမှာပါကိုပါအတူတူနေမှာလေညိုင်းညတာဆိုရင်ဘေဘီတောက်တယ်မနိုင်ဘူးလေကိုလည်းဘေဘီကိုဝိုင်းပြီးတော့ကူညီပေးမှာပေါ့ဟုတ်ဘူးလားဦးအကျန်နှွေးတည်ရနော်ဘာတည်ရလဲပြောပါဦးကိုရဲ့ဘေဘီလေးရဲ့မပြောတော့ပါဘူးဟုတ်ပါပြီမပြောရင်လည်းမပြောနဲ့ကြားလားနားလာအောင်နော်ဘေဘီခီးပန်းလာတယ်ကလေးတွေကလည်းမိဆန်တို့နဲ့ရှိနေတော့ဟုတ်ကဲ့ဒါဆိုရင်နှွေးနားလိုက်အောင်မယ်ဦးမင်းရဲ့နှွေးနာကိုကက်ကနဲ့နှစ်ဖူးလေးကိုနမ်းကကို့ချစ်လေးနားလိုက်အောင်နှွေးရလဲမင်းရဲ့ပြောပြရနဲ့ကရင်ပေါ်မှာလှဲနေရင်ခဏအကြာမှာတော့အိပ်ပျော်သွားတယ်မင်းရဲ့နှွေးအိပ်ပျော်သွားခဲ့တာကိုကြည့်ပြီးတော့ပြုံးကနဲ့သူ့ရဲ့အလုပ်စပွဲစီကိုလာကလပ်တော့ကိုဖွင့်ပြီးတော့အလုပ်တွေကိုလုပ်နေလေတယ်မင်းရဲ့နှွေးစီမှာနေစဉ်ကလည်းအလုပ်တွေကိုနောင်နောင်ဝတာတိုင်ခံလုပ်ပေးတယ်မင်းရတာဟိုဝစီမံခန့်ခွဲပေးရုံပဲမင်းရဲ့အလုံးလုံးနေရင်းကနေနှွေးမျက်လုံးခွဲစိတ်ဖို့အတွက်ကိုလည်းဆရာဝန်ကြီးတွေနဲ့တိုင်ပင်နေတယ်မင်းရဲ့သူမလေးကိုမျက်လုံးပြန်မြည်စေချင်လာပြီတခါတလေကလေးတွေလိုလက်လေးစမ်းတွားဝါနဲ့သူမလေးမျက်ရည်ခိုးခိုးကျနေရမင်းရဲ့မြင်ပြီးတော့တကယ်စိတ်မကောင်းအခုလည်းဆရာဝန်ကြီးတွေနဲ့တိုင်ပင်ကမျက်ကြည်လွှာအလူရှင်ရတာနဲ့ခွဲစိတ်ဖို့ရန်မက်ကျူမိဆန်တို့ကလည်းကလေးကိုလက်ကနေမချတော့ဘူးကလေးတွေနိုးစာပြီးတော့အမေစီကိုပြန်သွားပေးရမှာကြောက်လို့နို့ဘူးတွေကိုဖြော်တိုက်ကနဲ့ကလေးတွေကိုလည်းတိတ်ထားပေးလိတယ်ညဘက်ကျတော့လေကလေးတွေအတွက်နှွေးရဦးလောက်ဒုက္ခမခံထိပြီဦးဝါသာကလေးတွေငိုတန်နည်းနည်းလေးကြားရနေငေါကနေထထိုင်ကလေးတွေကိုချော့တန်ချော့မြူတန်မြူတခါတလေးမှပဲနှွေးရအတင်းနိုးတိုက်မယ်ဆိုပြီးတော့နိုးတိုက်လိတယ်ဒါတော့မှနှွေးရလေကလေးတွေကိုနိုးတိုက်ရင်ဦးမကြည့်နဲ့နော်ဆိုပြီးတော့ဟိုဘက်ကိုလှည့်ကနေကလေးကိုနိုးတိုက်တယ်မင်းရဲ့မှာလဲနှွေးကိုကြည့်ပြီးတော့ဘယ်လိုပြောရမှန်းတော့မသိပြုံးနေမိတယ်မင်းရဲ့လဲနှွေးတို့သားမိကိုထားပြီးတော့အလိုလိုဖို့ရန်အတွက်စိတ်မဖြောင့်ပြီးနှွေးရပြောယူရတဲ့အထိပါပဲ။အိုးဒီသက်ကုမ္ပဏီသွားအောင်မလား။နောက်နေ့သွားမယ်လေဖေဖေရဲ့ဒီနေ့တော့နေအောင်မယ်နော်အိမ်မှာ။အိုးအလုပ်တွေဖြစ်တာဘယ်လောက်ကြာပြီလဲ။မရပါဘူး။အခုလှုပ်သွား။ဦးအလုပ်မသွားရင်နှွေးစိတ်ဆိုးမှာနော်။စိတ်တော့မဆိုးပါနဲ့။သွားမယ်။အလုပ်ကိုမသွားခင်လေကိုအဲ့လိုပြောပြီးတော့နှွေးရဲ့နှစ်ဖူးလေးကိုမွာကနေနမ်းလိုက်ပါတယ်။ကဲကိုအလုပ်သွားတော့မယ်နော်။အရေးအကြောင်းဆိုရင်ကိုကိုဖုန်းဆက်ကြလာပေးပြီ
ကလေးတွေကိုလည်း queue ဆိုင်နော်ကြားလားဟုတ်ကဲ့ပါဦးရဲ့ဦးသာအလုံးဖြောင်းလို့သွားဒီကိုစိတ်မပူနဲ့ကြားလားမင်းရဲ့တယောက်နှွေးပြောတာကိုနားထောင်ပြီးသားနဲ့သမီးတို့တစ်ချက်စီနန်းကနဲ့အလုပ်သွားဖို့ရန်အတွက်ထွက်လာခဲ့တယ်မက်ကျူကိုလည်းမှားတာမပြီးတော့မိဆန်ကိုလည်းမိဆန်နင်းကတိတ်မမေ့နဲ့နော်ကလေးတွေကို queue ဆိုင်နော်နေကိုလည်းတခြား queue ဆိုင်ကြားလားဟုတ်ကဲ့ပါဆရာမိဆန်တခြား queue ဆိုင်ပါမယ်နော်မပူနဲ့စိတ်ချပါဆရာမက်ကျူလည်းရှိပါတယ်ဆရာသားအလုပ်ဖြောင်းလို့သွားပါမင်းရဲ့တယောက်မှားနေရမပြီးတော့ပင်မက်ကျူကပါပြောရတယ်မင်းရဲ့လည်းမောင်ပြူကိုခေါ်ကနဲ့ကုမ္ပဏီကိုထွက်လာခဲ့လိုက်တယ်မင်းရဲ့ကိုနောင်နောင်ကမြင်တော့ဩပေါ်လာသေးတယ်နော်ငါစိတ်တင်ဒီကုမ္ပဏီကိုငါ့ကိုမြန်အပိုင်ပေးလိုက်ပြီလားလို့ဘလို့လဲမိမနဲ့ရောအဆင်ပြေလားဆရာသမားဒီလိုပါပဲဟိုလူတစ်ကရောအလုပ်လုပ်တာအဆင်ပြေလားပြေတယ်အလုပ်လုပ်တာတော့အကုန်လုံးမင်းကိုလည်းအားနာပါတယ်ကွာငနောင်ရငါ့ကိုအခုလိုမျိုးကူညီပေးလို့ကျေးဇူးတင်ပါတယ်ရပါတယ်ကွာသူများအကျိုးဆောင်ကို့အကျိုးအောင်နဲ့မင်းစကားပါလေကွာဘာမှမဟုတ်ပါဘူးကွာမင်းရဲ့လေနောင်နောင်အလုပ်ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလှုပ်ရှားရှာတွေလုပ်နေစမှာပဲဖုန်းမိတန်ကြားအောင်ကြည့်လိုက်တော့ဆရာဝန်ကြီးစီရဖုန်းဟယ်လိုဒေါက်တာတကယ်လားဒေါက်တာကျေးဇူးအရန်တင်ပါတယ်ဒေါက်တာမင်းရဲ့ဒေါက်တာနဲ့စကားပြောပြရနဲ့အလုပ်တွေကိုလက်စားသက်ကနောင်နောင်ကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်လာခဲ့တယ်မင်းရဲ့ရောက်တာနဲ့နှွေးစီကိုတန်းသွားတော့နှွေးရကလေးကိုနှုတ်တိုက်နေရကြောင်းမင်းရဲ့အတန်ကိုကြားရနဲ့တစ်ဖက်ကိုအမြန်လှည့်ကမင်းရဲ့ကိုဦးကလည်းလာတာတကားမခောက်ဘူးဒီမှာကလေးတိတ်နေအောင် sorry ပါဘေဘီကိုပြောစရာရှိလို့လောသွားတယ်ဘာပြောမလို့လဲဦးပြောလေဒီနေ့ဆရာဝန်ကြီးကပြောတယ်ဘေဘီမျက်လုံးပြန်ခွဲစိတ်လို့ရပြီတဲ့မျက်ကြည်လွှာအလိုရှင်ရပြီတဲ့ဘေဘီကိုအရန်ပြောတာပဲဘေဘီမျက်လုံးပြန်မြင်ရတော့မယ်နှွေးကြောက်တယ်ဦးတကယ်လို့ခွဲစိတ်မှုကအောင်မြင်ပါမလားဟမ်အော်ဘေဘီရဲ့ဒေါက်တာရီကပြောတယ်ဘေဘီမျက်လုံးတွေကခွဲစိတ်မှုလုပ်ဖို့ရန်အတွက်ပြန်မြင်ပါတယ်တဲ့အားမငယ်နဲ့ကြားလားပြန်မြင်ပါဘေးနားမှာကိုတယောက်လုံးရှိတယ်ဘေဘီမင်းရဲ့ပြောရင်းနဲ့နှွေးရဲ့လက်ကလေးကိုကင်ပြီးတော့အားပေးစကားပြောတော့နှွေးမျက်ရည်တွေကျပြီးမင်းရဲ့လက်ကိုပြန်ပြီးတော့တင်းတင်းကင်ထားလိမ့်တယ်တကယ်လို့ဘေဘီခွဲစိတ်မှုလုပ်ရင်လေအားမငယ်နဲ့ကြားလားကလေးတွေအတွက်လည်းဘာမှမပူနဲ့ဘေဘီရဲ့မိဘတွေကိုလည်းကိုခေါ်ထားပြီးမယ်ကိုကဘေဘီဘေးနားမှာတစ်ချိန်လုံးရှိနေမယ်ကြားလားဘေဘီသားအားတင်းပြီးတော့နေနော်ကြားလားအားငယ်စိတ်မမွေးနဲ့ဘေဘီရဲ့ဘေးနားမှာကိုရှိတယ်ဟုတ်ကဲ့ပါဦးနှွေမင်းရဲ့စီကနေအခုလိုစကားတန်ကြတော့အားရှိတယ်ပျော်လုံးလို့လည်းမျက်ရည်တွေကျမိတယ်နှွေမိဘတွေကလည်းနှွေကိုအားပေးစကားပြောတော့နှွေအားတက်မိတယ်မက်ကျူကလည်းနှွေကိုကလေးတွေအတွက်စိတ်မပူဖို့ရန်အတွက်မှားလိတယ်ကလေးတွေကလည်းအခုဆိုရင်2လကျော်နေပြီမင်းရဲ့နှွေကိုစေးရုံခေါ်လာခဲ့ကဆရာဝန်ကြီးတွေနဲ့တွေ့ဆုံပေးပြီးတော့ခွဲစိတ်မှုအတွက်လည်းအားမငယ်ဖို့ရန်အတွက်နှွေကိုဆရာဝန်ကြီးတွေကလည်းအားပေးစကားပြောတော့နှွေတယောက်အားငယ်စိတ်သိမ့်မရှိဦးကလည်းတစ်ချိန်လုံးနှွေရဲ့လက်ကလေးကိုကင်ပြီးတော့အားပေးစကားပြောနေတော့နှွေမှာအားရင်တွေပြည့်နေတယ်ဒီနေ့ကနှွေမျက်လုံးခွဲစိတ်မှုပြုလုပ်ဖို့ရန်အတွက်ခွဲကန်းထဲကိုဝင်သွားကြတယ်ဆရာဝန်ကြီးတွေကလည်းဘလို့ပဲပြောမင်းရဲ့စိတ်မချနိုင်သေးပါတခုခုလွဲချော်သွားမှလေမင်းရဲ့တွေးကြောက်နေမိတယ်ခွဲကန်းတကားဖွင့်လာခဲ့ပြီးဆရာဝန်ကြီးထွက်လာခဲ့တော့မင်းရဲ့ကဒေါက်တာခွဲစိတ်မှုအောင်မြင်ပါတယ်ဦးမင်းရဲ့ထုတ်ကောင်ကျေးဇူးပါဒေါက်တာအခုလိုကျွန်တော်ရဲ့အမျိုးသမီးကိုအောင်မြင်အောင်ခွဲစိတ်ပေးလို့ရပါတယ်ဗျဒါကကျွန်တော်တို့ဒေါက်တာတွေရဲ့ဝတ္တရားပါပဲလူနာကိုလည်းခဏနေအခန်းပြောင်းပေးလိုက်ပါမယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာမင်းရဲ့ဒေါက်တာစီကစကားကိုကြားမှအပူလုံးကျသွားမိတယ်ကိုယ့်ရဲ့ဘေဘီလေးမျက်နှာပြန်ပြီးတော့မြင်ရတော့မယ်မင်းရဲ့နှွေးအစာအပျော်ကြီးပျော်နေမိတယ်မင်းရဲ့မက်ချူစီကိုဖုန်းလန်းဆက်ပြီးတော့အဆဆအရရအကုန်အစင်ပြေပါတယ်ဆိုတဲ့အကြောင်းပြောပြတော့အကုန်လုံးကဝမ်းသာကြတယ်နှွေးကိုအထူးခန့်ကိုရွှေ့ပြောင်းပြီးတော့မင်းရဲ့နှွေးကိုလက်ကလေးကင်ပြီးတော့ဘေဘီဘယ်လိုနေသေးလဲအဆင်မပြေတာရှိရင်လည်းကို့ကိုပြောနော်ကြားလားနည်းနည်းနာတာပဲရှိပါတယ်ဦးရဲ့ကျွန်တော်တော့အကုန်အဆင်ပြေပါတယ်ပြီးတော့ကလေးတွေကိုတတိရတယ်ဆိုပြီးတော့မငိုနဲ့နော်ကြားလားဘေဘီအားတင်းထားနော်နောက်နေ့ကျရင်မက်ကျူတို့ခေါ်လာခိုင်းလိုက်မယ်သိလားဘေဘီဟုတ်ကဲ့ပါဦးဟာနှွေးရဲ့ဘေးနားမှာတစ်ချိန်လုံးလိုအပ်တာတွေမရှိအောင်လို့ပြုစုပေးတယ်နောက်နေ့ကျအောင်လည်းပြောထားတဲ့အတိုင်းပဲဒေါ်လေးနဲ့မေမေကကလေးတွေကိုခေါ်လာပြီးတယ်နှွေးရကလေးတွေနှုတ်မပြတ်သေးရကြောင်းလေကလေးတွေကိုနှုတ်တိုက်ပေးရင်သားနဲ့သမီးရဲ့ပါးလေးတွေကိုနမ်းရင်ကပင်တတိယလိုက်တာမင်းရဲ့အသက်လေးတွေ
ကလေးတွေကလည်းနှွေးနဲ့အတော်လေးကြာအောင်ထိနေပြီးမှပဲပြန်သွားခဲ့တယ်။ဆရာဝန်ကြီးတွေကလည်းနှွေးစီကိုလာကမျက်လုံးအခြေအနေကိုလာရောက်မေးမြန်းပြီးတော့အားမငယ်ဖို့အားပေးစကားပြောသွားတယ်။ဘာလို့လို့နဲ့ဒီနေ့ဆိုရင်နှွေးရဲ့မျက်လုံးပတ်တီးဖြီရမယ်နေ့ဖြစ်တယ်။နှွေးရပတ်တီးဖြီပြီးရင်တော့သားနဲ့သမီးကိုမြင်ကျင်တယ်ဆိုတာကြောင့်လူကြီးတွေကလည်းကလေးကိုခေါ်ကာနဲ့ရောက်နေကြတယ်။မင်းရလည်းနှွေးရဲ့လက်ကလေးတစ်ဖက်ကိုကန်ကာနဲ့ဆရာဝန်ကြီးကလည်းနှွေးကိုသမီးဒေါက်တာပတ်တီးဖြီပေးမယ်နော်စိတ်အေးထားဟုတ်ကဲ့ဒေါက်တာဆရာဝန်ကြီးကလည်းပတ်တီးကိုတဖြည်းဖြည်းချင်းဖြီပေးတယ်ပတ်တီးဖြီပြီးတော့ကုံတော့နှွေးကိုသမီးမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်တော့အလျင်မလို့နဲ့ကြားလာဟုတ်ကဲ့ဒေါက်တာနှွေးမျက်လုံးကိုတဖြည်းဖြည်းချင်းဖွင့်တော့ပထမတော့အမြင်တွေကဝေဝါးစွာနဲ့တဖြည်းဖြည်းနဲ့အမြင်တွေကကြီးလာတယ်နှွေးကိုဦးကဘလို့လဲဖေပြီးအဆင်ပြေလားကြည့်ရတာဟုတ်ဦးအဆင်ပြေပါတယ်နှွေးပြောရင်းနဲ့ဦးကိုကြည့်တော့ဦးဟာနှွေးကိုကြည်နူးတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်ဒေါ်လေးနဲ့မေမေကလည်းသားနဲ့သမီးကိုချီလာခဲ့ပြီးတော့နှွေးကိုမေမေကသမီးဒီမှာသမီးရဲ့သားနဲ့သမီးနှွေးသားနဲ့သမီးရဲ့မျက်နှာလေးကိုကြည့်ပြီးတော့ကြည်နူးနေမိတယ်သားနဲ့သမီးရဲ့မျက်နှာလေးကိုကင်ပြီးတော့ရင်ထဲမှာလည်းကြည်နူးရိတ်ကလှိုက်ခနဲ့လှိုက်ခနဲ့ဦးကနှွေးရဲ့ပခုံးလေးကိုကင်ပြီးနှွေးကိုသားနဲ့သမီးကကိုတို့နှစ်ယောက်ရဲ့ကဘာလေးပါပေးပြီးမင်းရဲ့နဲ့နှွေးတို့ကလေးနှစ်ယောက်ရဲ့ရက်တရာပြည့်အမိပေးကမွန်းတက်လေးလောက်တာကြောင့်စံရင်ကြီးမှလည်းလူအများကြီးစီကားနေရင်ဦးမင်းရဲ့ထွတ်ခေါင်ဒေါ်နွေကပြားတို့ရဲ့သားဖြစ်သူမောင်အားကထွတ်ခေါင်သမီးဖြစ်သူမတ်သက်လျာထွတ်ခေါင်တို့ရဲ့ရက်တရာပြည့်အမိပေးကမွန်းတက်မင်္ဂလာပွဲဆိုတဲ့ဖိတ်စာကြီးရလဲစံအိမ်ရဲ့အဝင်ဝမှာဟီးနေအောင်လို့ထင်ရှားလာတယ်။သားနဲ့သမီးရလဲလူအများကြောင့်မျက်လုံးလေးကလေးကလေးနဲ့နှွေးရလဲအဖြူရောင်စားလက်ရှည်လေးဝက်ကနဲ့အောက်ခံကြိတ်ပန်းရောင်လေးနဲ့အလှကြီးလှနေတယ်။မင်းရဲ့တယောက်မှလည်းအဖြူရောင်လေကတုံးနဲ့ရောပစိုးနီညိုရောင်အကွက်ကလေးနဲ့ခံညာကြီးဖြစ်နေ။မင်းရဲ့တယောက်နှွေးကိုကြည်မဝါဖြစ်နေ။စိတ်ကနေလဲဘေဘီကတတမွေတသွေးလာနေ။မနက်ပိုင်းမှာတော့မင်္ဂလာကမွန်းတက်ပြီးသွားခဲ့တော့အေကန်ထဲမှာပဲမင်းရဲ့ရှင်းနေကြီးတွေကမင်းရဲ့နဲ့နှွေးကိုထိုင်ဆောင်နေ။နောင်နောင်တို့နှွေးရဲ့မိဘတွေကလည်းထိုင်ဆောင်နေ။မင်းရဲ့ကနှွေးကိုလာပြီဟိုမှာလူကြီးတွေစောင့်နေကြတယ်။ဘာလို့မလို့လဲဦးရဲ့လာပါဟိုရောက်ရင်ဘေဘီသိမှာပေါ့။နှွေမင်းရဲ့ခေါ်ရရောက်တော့လူစုံနေရကြောင့်လဲနှွေအံ့ဩသွားတယ်။ရှင်းနေကြီးကမင်းရဲ့နဲ့နှွေးကိုလာမောင်မင်းရဲ့နဲ့သမီးနှွေလာပြီဟုတ်ကဲ့ဦးမင်းရဲ့နဲ့နှွေးရလဲရှင်းနေကြီးရဲ့ရှေ့မှာထိုင်ကားနဲ့ရှင်းနေကြီးကအရှေ့မှာချထားတဲ့ဖိုင်တွေတရားဖိုင်နှစ်ခုကိုလည်းမင်းရဲ့နဲ့နှွေးရှေ့မှာချတော့နှွေးရမင်းရဲ့ကိုကြည့်ပြီးဦးဘာလဲရင်ဘေဘီကြည့်လေမင်းရဲ့ပြောပြီးတော့ဖိုင်တစ်ခုနှွေးရှိမှချတော့နှွေးယူကြည့်တော့နှစ်ဦးသဘောတူလက်ထက်ထိမ်းများခြင်းစာချုပ်နှွေးမင်းရဲ့အံ့ဩတဲ့အကြည့်နဲ့ကြည့်တော့မင်းရဲ့ကပြုံးပြကာနဲ့မင်းရဲ့နောင်နောင်ကြည့်တော့နောင်နောင်ကဘူးလေးနှစ်ပုကိုလာပေးတယ်မင်းရဲ့နှွေးရှိမှဘူးတစ်ပုကိုဖွင့်ပြီးအထက်ရစိမ့်လက်စွပ်ကိုယူကာနဲ့နှွေးကိုကြည့်ပြီးတော့ကို့ကိုလက်ထက်ခွင့်ပေးပါနော်ဘေဘီဦးကလည်းကလေးတော်မှရနေပြီကလေးတွေရနေလေလက်ထက်ရတယ်လေဘေဘီရဲ့ကို့ကိုလက်ထက်မှလာပြောဟုတ်ကဲ့လက်ထက်ပါမယ်ရှင်နှွေးပြောပြရနဲ့မင်းရဲ့နှွေးရဲ့လက်ကလေးကိုယူကာလက်စွပ်ကလေးကိုစွပ်ပေးလိုက်တယ်ပြီးတော့မင်းရဲ့ကလည်းကျန်တဲ့တပူကိုယူပြီးတော့နှွေးကိုပြီးတော့နှွေးရမင်းရဲ့လက်ကိုလက်စွပ်ကလေးစွပ်ပေးတယ်လက်စွပ်စွပ်ပေးပြီးရနဲ့လက်ထက်စာချုပ်မှာလက်မှတ်ရေးထိုးလိုက်တယ်လက်မှတ်ထိုးပြီးရနဲ့ရှင်းနေကြီးကနောက်ထပ်ဖိုင်နွေးတွေကိုယူကာနှွေးကိုပြီးတော့နှွေးရဘာတွေလဲရှင်းနေဒါကမောင်မင်းရသမီးနှွေးကိုသူ့ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကိုသမီးနှွေးနဲ့ကလေးတွေကိုလွှဲပြောင်းပေးတာဒါကတော့နှွေးလက်မခံပြစေနဲ့ဦးနှွေးဦးကိုချစ်တာစီးစိမ်ပိုင်ဆိုင်မှုတွေကိုမမောလို့မဟုတ်ဘူးနှွေးရဦးမို့လို့ချစ်တာဟုတ်ပါပြီဗျာကို့ဖေဘီရဲ့ကိုကလည်းဘေဘီကိုအသေးပေါင်းမတက်ချစ်ပါတယ်ဗျနှွေးစီယာဒီစကားတွေမင်းရဲ့ကြည်နိုးကနဲ့နှွေးကိုဖတ်တော့နောင်နောင်ကလည်းချောင်းလန်းဟန့်လေမင်းရနောင်နောင်ကိုလက်သီးထောင်ပြလေလူကြီးတွေကတော့သဘောကျလို့ရီမောတန်လည်းအေကန်ထဲမှာပြန့်နှံ့လျက်မင်းရဲ့သမီးလေးကိုချောသိပ်ပြီးတော့သမီးလေးအိမ်မဲအိယာလေးမှာပဲအသားလေးချကနဲ့အပေါ်ဝါဆောင်လေးကိုခြုံပေးပြီးတော့မိမိကတင်တို့ရှောက်လာခဲ့တယ်။နှွေးရမဝေပေးသွားခဲ့တဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မျက်ရည်တွေကျနေတယ်။မင်းရဲ့ကလည်းနှွေးငိုတာကိုကြည့်ပြီးတော့ဘေဘီဘာဖြစ်တာလဲကို့ကိုပြောပါဦးရင်တွေပူးလိုက်တာ။ဦးနှွေးကိုအဲ့လောက်တောင်ပဲချစ်လာရင်ဘ
ဘေဘီကိုကိုကချစ်တာပေါ့အရန်ချစ်တာပေါ့ဘေဘီရဲ့ကိုမေးတာကိုဖြေပါဦးဘာလို့ငိုတာလဲဒီမှာလေနှွေမက်ဝင်ပြီးတာကိုကြည့်နေတာဘာလဲဘေဘီရဲ့ဦးအဲ့ဒီချိန်တော့ဟာဆိုရင်အတော်ပင်မမှာပဲနော်စိတ်လည်းအရန်ညစ်မှာနော်ဟုတ်တယ်မဟုတ်လားဦးနှွေပြောရင်းနဲ့မင်းရဲ့ကိုဝင်ဖက်တော့မင်းရဲ့နှွေလက်ထဲကကြည့်နေတာတွေကိုယူကြည့်တော့နှွေမျက်စိမမြင်တော့ဟာမင်းရဲ့နှွေရဲ့ဘေးနားမှာနေခဲ့တာတွေကိုမဝေရလည်းဗီဒီယိုရိုက်ထားတာကိုနှွေကိုမဝေရသိအောင်လို့ပြပေးခြင်းဖြစ်တယ်နှွေကိုမင်းရနှွေပေါ်မှာအမှန်တကယ်ချစ်ပြီးတော့တကယ်ကိုမှအနွန်တာခံတာဒါတွေကိုနှွေကြည့်ရင်သူနှွေကိုဘယ်လောက်ချစ်လဲဆိုတာသိလာပါလိမ့်မယ်တဲ့နှွေတကယ်ဦးပေါ်မှာစိုးခဲ့တယ်နော်ဦးနှွေကိုစိတ်မကုန်ပါနဲ့နော်နှွေကိုမထားခဲ့ပါနဲ့နော်ဦးကိုနှွေတောင်းမှန်ပါတယ်ဦးနှွေရဲ့လက်ကိုကင်ထားတာဘယ်တော့မှလက်တွဲမဖြုတ်ပါနဲ့နော်ဦးဖြုံမဲနေရနှွေတည်မဲနေပဲဦးနှွေတို့သားမိကိုမထားခဲ့အောင်နော်ဦးကတိပေးနော်ဦးပေးမယ်မဟုတ်လားယင်ပြောပါဦးဦးရဲ့ကိုကတိပေးပါတယ်ဘေဘီရဲ့ကိုဘယ်တော့မှဘေဘီကိုမထားခဲ့ဘူးဘေဘီလက်ကိုကိုကအမြဲတမ်းတွဲထားမှာဘယ်တော့မှလည်းမဖြုတ်ဘူးစိတ်ချတကယ်လို့ဘေဘီရဲ့လက်ကိုတွဲလက်ဖြုတ်တဲ့နေရကိုအသက်မရှိတဲ့နေ့ပဲဘေဘီကိုဘွားမှာဘေဘီနဲ့သားတွေသမီးတွေပဲရှိတယ်အဲ့ဒါဘေဘီယုံမင်းရဲ့ပြောပြရနဲ့ထသွားကောင်ပြန်လာခဲ့တော့နှွေးရဲ့လက်ထဲကိုအယုံဆုံးညက်ကလေးလေးတကူထည့်ပြီးတော့နှွေးရမျက်လုံးလေးပြိုးကနဲ့မင်းရဲ့ကိုကြည့်တော့ဒါကကိုနဲ့ဘေဘီရဲ့မင်္ဂလာကိုလက်ဆောင်လေးဘေဘီရဲ့မင်းရဲ့ပြောတော့နှွေးမျက်နှာလေးရှက်ကနီရဲလေတယ်မင်းရဲ့ကနှွေးလက်ကိုပြီးတော့နှွေးကြည့်တော့နှွေးကလေးမွေးတုန်းကခွဲခန့်ဗီဒီယိုကြီးခွဲခန့်မှလေဦးကိုတွေ့တော့နှွေးအံ့ဩတာဦးကနှွေးရဲ့လက်ကိုမလွတ်တမ်းကင်ထားတွေတွေ့တော့နှွေးမှလေဦးအရင်ကအထင်လွဲမိတာတွေနောင်တရမိတယ်နှွေးဦးရဲ့လက်ကလေးကိုကင်ပြီးတော့ဦးပါလေးကိုနမ်းကနဲ့နှွေးဦးကိုအရန်ချစ်တာပဲဦးရဲ့ကိုကလည်းဘေဘီကိုအသက်ထက်မကချစ်ပါတယ်အဲ့လိုပြောပြီးဦးရဲ့နှွေးရဲ့နှကန်းလေးကိုအနမ်းချမ်းလျော်တယ်တနေ့ခန့်ကြာတော့ဒီနေ့ကမင်းရဲနဲ့နှွေးတို့ရဲ့မင်္ဂလာဧကန်ပွဲဖြစ်တယ်ကလေးတွေကငယ်နေသေးတာတကြောင်မင်းရဲကလည်းအလုပ်တွေကထပ်မံတိုးချဲ့နေတာတကြောင်အကြောင်းမျိုးမျိုးကြောင့်ပဲမင်္ဂလာကိစ္စတော့တနေ့ခန့်ကြာသွားတယ်နှွေးရကလေးတောင်မှကြီးနေပြီမင်္ဂလာမဆောင်ကျင်ဘူးဆိုတာကြောင့်လေမင်းရဲမှလည်းနှွေးကိုမနေဖြောင်းဖြပြောဆိုပါတယ်မင်္ဂလေးတွေရဲ့အပျော်ရွှင်ရဆုံးအချိန်ကသူချီရတဲ့သူနဲ့မင်္ဂလာဆောင်ရတဲ့အချိန်နှွေးဒီလိုမျိုးအခွင့်အရေးမျိုးလိုချင်ရှားမှာပဲဆိုကမင်းရဲမှလည်းအတင်းနှွေးကိုပြောကနဲ့မင်္ဂလာပွဲကိုကျင်းပလေရဲ့မင်္ဂလာပွဲကိုလည်းမင်းရဲ့အကြီးကျယ်အခမ်းအနားဆုံးဖြစ်အောင်လို့ကျင်းပါတယ်မင်းရဲ့ကစီးပွားရေးမှာဘရင်တဆူလိုဖြစ်နေကြကြောင်းလေမင်္ဂလာဧကန်ပွဲရလဲကြီးကျယ်ခမ်းနားလွန်းလာတယ်နှွေးတရားကိုမိတ်ကပ်ပြင်စရာမမီရလဲပြင်ဆင်ပေးညာကြောင်းလီလီတို့ကလည်းမမီကိုမမီလီလီတို့တို့သမီးကိုအလှဆုံးပြင်ပေးပါနော်စိတ်ချပါအလှဆုံးဖြစ်အောင်လို့ပြင်ပေးပါပါခဏနေတို့သားတော်မှမမှတ်မိစေရအောင်မမီရဲ့နှွေးကိုတော်ရုံပြင်လဲရပါတယ်သူတို့စကားကိုနားမထောင်ပါနဲ့ဟုတ်ပါပြီမမီတို့သမီးလေးကတကယ်ကိုနှစ်သမီးလေးလိုပဲတကယ်ကိုချစ်စရာလေးမင်းရလဲနှွေးအလှပြင်တဲ့အခန်းကိုလာတော့မမီကမင်းရဲ့ကိုတို့သားကြီးတော့တို့သမီးကိုစောင့်ရတာစိတ်မရှိတော့ဘူးထင်တယ်အဲ့လိုမဟုတ်ပါဘူးမမီကလည်းမမီပြင်ပေးထားဘယ်လိုလဲအဆင်ပြေလားအရန်အဆင်ပြေတယ်ကျွန်တော်ရဲ့တို့သမီးလေးအရန်လာတယ်မမီကျေးဇူးပါနော်အဲ့လိုစကားကြားရတော့လေမမီကကျိန်းတတ်ပါတယ်ရှင်လာပြီအချိန်နီးကပ်နေပြီဟုတ်ကဲ့ဦးမင်းရဲ့နှွေးရဲ့လက်ကလေးကိုညှင်သာစွာနဲ့ကင်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာလေးနဲ့မင်္ဂလာခမ်းမတွေကိုဝင်လာခဲ့တယ်နှွေးမှလည်းများပြားလာတဲ့အဲပရိသတ်ကြီးကိုကြည့်ပြီးတော့မင်းရဲ့လက်ကိုပိုတင်းကျပ်စွာနဲ့ကင်ထားလိုက်တယ်မင်းရဲ့ကလည်းနှွေးကိုမကြောက်နဲ့နော်ဘေဘီကိုရှိတယ်ဟုတ်ကဲ့ပါဦးမင်္ဂလာအစီအစဉ်နေပြီးတော့မင်းရဲ့တငယ်ချင်းတတိုက်ကလည်းအောက်ကနေမင်းရဲ့တို့တို့သမီးလေးကိုနမ်းပါပြုတ်ဟုတ်တယ်နမ်းပါပြုတ်နောင်ကလည်းအစိုးဆုံးပါမင်းရဲ့ကနှွေးကိုကြည့်တော့နှွေးရပြုံးပြနေရကြောင်းမင်းရဲ့နှွေးရဲ့နှကန်းလေးကိုကျင်နာနူးညံ့စွာနဲ့အနမ်းပေးလိတယ်မင်္ဂလာဆောင်ပြီးတနေ့ခန့်ကြာတော့သားနဲ့သမီးကလည်းအခုဆိုရင်2 နှစ်ကျော်ရှိနေပါပြီနောင်နဲ့မဝေရလည်းချစ်သူတွေဖြစ်ကတလောကပဲမင်္ဂလာဆောင်ပြီးသွားခဲ့တယ်မင်းရဲ့တယောက်ဒီနေ့အလုပ်ကနေစောပြောက်တော့စံအိမ်ထဲကိုဝင်လာခဲ့တော့နှွေးရောသားရောသမီးရောမတွေ့တာကြောင့်ဂျန်နဲ့ကိုဆင်းတော့လဲမိဆန်ကလေးတွေနဲ့စော့နေရင်မိဆန်ရှင်းစရာဘေဘီရောဖေတားနဲ့သမီးမမီရောဟို
သမီးရဲ့လက်ကလည်းအပေါ်ကိုထောင်ပြနေရကြောင်းမင်းရဲ့မော့ကြည့်လိုက်တော့နှွေတရက်ပင်ပေါ်မှာမင်းရဲ့ကိုရီးပြနေဘေဘီဆင်းလာခဲ့အပင်ပွားနေဆင်းပါမယ်ဥရဲ့ဥဘေးဖက်နေတေချာလဲဆင်းအောင်တော့ခဏနေပြုတ်ကြနေဦးမယ်ဒါကနှွေအတွက်မိုင်းနာပါဥရဲ့နှွေပြောကနဲ့အပင်ပေါ်ကနေလင်းမြန်စွာနဲ့ဆင်းလာခဲ့တော့မင်းရဲ့ရင်ထိတ်ထိတ်နဲ့အောက်ကိုရောက်မှာပဲဘေဘီရဲ့ပြုတ်ကြမှာကြော်မကောင်းကြားမကောင်းအပင်ပေါ်ကနေဆင်းလာတာလေမြောင်းမလေးအတိုင်းပဲဦးနော်နှွေးကိုအဲ့ဒီမြောင်းမလေးကိုပဲဦးကချက်နေမှာမဟုတ်ဘူးလားဟုတ်ပါတယ်ဗျာမြောင်းမလေးရဲ့နှွေးကမြောင်းမလေးဆိုတော့ဦးကမြောင်းမရဲ့ယောက်ျားနှွေးပြောတာကိုတားနဲ့သမီးကသဘောကျကနေရှင်းနေတယ်မင်းညာလည်းမိဆန်ကိုမိဆန်ရှင်းစရာနေလေဘေဘီကိုမပြောတဲ့ပြင်နေမှာအားပေးအားမြောက်လားမဟုတ်ပါဘူးဆရာရဲ့ဦးမိုင်းမိဆန်မဆူပါနဲ့နှွေးပါသာတက်တာပါနှွေးကိုဆူနောက်ကအဲ့လိုမလုပ်နဲ့ကလေးတွေကလိုက်ပြီးတော့အတုခွင်ဘယ်လိုလုပ်မလဲဘေဘီရဲ့ဟုတ်ကဲ့ပါရှင်နောက်တခါမတက်တော့ပါဘူးနှွေးတောင်းမှန်ပါရင်နော်နှွေးပြောပြီးတော့မမိတမီအရက်ကလေးနဲ့မင်းရဲ့ပေါင်လှမ်းနေတော့မင်းရဲ့ကလည်းနှွေးကိုကြည့်ကနှွေးရဲ့နှကန်းလေးတွေကိုနှမ်းလိတယ်မိဆန်ကလည်းရှက်တာကြောင့်တားနဲ့သမီးကိုခေါ်ကားနဲ့စံကြီးတဲ့ကိုဝင်သွားတယ်မင်းရဲ့နဲ့နှွေးရလည်းအနံပေးပြီးတော့တားနဲ့သမီးကိုတတိယတော့ကြည့်ကနဲ့တယောက်မှမရှိတော့အကြောင်းအဆက်ပြေရေးကနဲ့တယောက်လက်ကိုတယောက်တွဲပြီးစံရင်ကြီးတဲ့ကိုကြည်နူးတဲ့ခြေလမ်းတွေနဲ့ရှောက်လန်းသွားခဲ့ကြပါဦး။ပရိသတ်များရှင်စာရေးသူမဟေတီရေးသားထားတဲ့ဦးရဲ့ဘေဘီစွာတေးဆိုတဲ့ဇလံကောင်းလေးရာဒီမှာပဲပြီးဆုံးပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။